လူသားတွေဆိုတာတကယ်တော့ရိုးရှင်းတဲ့သူတွေမဟုတ်ပါဘူးစစ်မှန်တဲ့လွတ်လပ်မှုကလည်းလူသားတွေအတွက်ခန္ဓာရည်ရှိလုံးပါတယ်မိတ်ဆွေများမင်္ဂလာခင်ဗျာကာရမာသောဝိတုကိုကျွန်တော်ဆက်လက်တင်ပြလိုပါတယ်ကာရမာဝိတုရဲ့အတွင်းသဘောတွေကိုဆက်လက်ပြီးတော့မျှဝေခြင်းပါတယ်ကာရမာသောဝိတုရဲ့အတွင်းသဘောဒသနာနဲ့လူတွေရဲ့စိတ်နေစိတ်ထားကိုတင်ပြခြင်းပါတယ်ဒေါက်တာယောစကီရဲ့ယုံကြည်ခြင်းတန်တရားနဲ့ဝိညာဉ်ဆိုင်ရာကျေပြန်သောကာရမာသောဟာဝိတုတဘုံများတာမဟုတ်ပါလူဝိညာဉ်ကိုယုံတင်စစ်ဆေးသည့်ကျေပြန်သောဝိညာဉ်ကြီးရာတရားယုံတစ်ခုဖြစ်တယ်ဆိုတာဝေဖန်ဆန်းစစ်ဖို့လိုတာပါပဲဒီဝိတုရဲ့အဓိကအချက်ကဘုရားသခင်ရဲ့မိခွန်းမှာကလေးတွေဒုက္ခရောက်နေတဲ့ကဘာကြီးကိုအိုင်ဘင်ရဲ့ပုံကံမှုကဘာသာရေးရနှစ်သိမ့်မှုလွယ်ကူတာကိုညှင်းဆန်ပြီးရေးသားခဲ့တဲ့အပြင်းထန်ဆုံးညှင်းခုန်မှုတွေကတစ်ခုပါဘုရားသခင်ကိုညှင်းပယ်ယုံတယ်မကပဲအပြစ်မဲ့တဲ့ဝေဒနာပေါ်မှာတိဆောက်ထားတဲ့စัจ java လာကိုလက်ခံဖို့လဲညှင်းဆန်ပါတယ်သူရဲ့နာမည်ကြီး Green Inquisitor ခမ်းမှာခရစ်တော်ကဘာမြေကြီးကိုပြန်ကြွလာပြီးဘာသာရေးအာဏာပိုင်တွေရဲ့ညှင်းပယ်မှုကိုမြင်အောင်ကြည့်ပါအကြောင်းကတော့စစ်မှန်တဲ့လွတ်လပ်မှုကလူသားတွေအတွက်ခန္ဓာရည်ရှိလွန်းတာကြောင့်ပါဒါအချစ်မပါသောယုံကြည်ခြင်းလွတ်လပ်မှုမပါသောအစီအစဉ်နဲ့ခရစ်တော်မပါသောဘာသာရေးတို့ရဲ့ကြောက်မဲ့ဖွယ်ကောင်းပြီးထက်မြက်တဲ့အမြင်တစ်ခုပါဒါပေမဲ့ဒေါက်တာယောစကီကအိုင်ဘင်ကိုအေးဆက်တဲ့အငင်းကုန်နဲ့မဖြေပါဘူးသူကအရှူဂျာကတဆင့်ကရုဏာခွင့်လွှတ်ခြင်းနဲ့တက်ကြွတဲ့မေတ္တာတရားတွေကတဆင့်ပြန်ဖြေပါတယ်ဒေါက်တာယောစကီယုံကြည်ခြင်းဟာဒုက္ခဝေဒနာအတွက်တက်ကြတဲ့ဖြည့်ရှင်းခြင်းမဟုတ်ပါဘူးရက်စက်ကြမ်းကြုတ်မှုရှိတဲ့ဒုက္ခဝေဒနာရှိမှနေထိုင်တဲ့နီလန်တစ်ခုပါဝိရုရဲ့ဝိညာဉ်ရေးရာလမ်းညွှန်မှုဖြစ်သူဖာသာဇိုစီမာကလူတိုင်းဟာတခြားလူတွေအတွက်တာဝန်ရှိတယ်လို့တင်ကြားပေးပါတယ်ဒီတွေးခေါ်ကဝိတုကိုကိုချင်းတရားဆိုင်ရာနှလုံးခုန်နှုံးကိုပေးစွမ်းပါတယ်ဒါတွေကတော့အထီးကျန်တာအပြစ်မရှိဘူးကျင်နာမှုလုပ်ရဟာအလားတူမဖြစ်ဘူးဝိညာဉ်ကိုရွေးနှုတ်ခြင်းကနေလွတ်မြောက်အောင်မလုပ်နိုင်ပါဘူးဖီရိုဘာဘလိုဘိကလူသားမှုဝိတုကိုရောက်စမှုဇလန်တပုတ်ဖြစ်ပြောင်းလဲစီပေမဲ့ဒေါက်တာယောစကီကတရားဥပဒေရအပြစ်ရှိတယ်ဆိုတာကိုပဲစိတ်ဝင်စားပါဘူးသူဟာကိုချင်းတရားဆိုင်ရာအပြစ်ရှိတယ်ဆိုတာကိုပဲစိတ်ဝင်စားပါတယ်ကျွန်တော်တို့ရဲ့အတွေ့အကြုံဆန္ဒတွေတိတ်ဆိတ်မှုနဲ့အခြေရရဲ့ကြာဆုံးမှုတွေမှာတည်ဆောင်ထားတဲ့ဖုံးကွယ်ထားတဲ့အပြစ်ရှိမှုပါဒီမီထရီရဲ့ရိုးရှင်းတဲ့ရာဇဝတ်မှုဆိုင်ရာအတိတ်ပဲရအပြစ်မရှိတဲ့အပြစ်ကင်းစင်သူမဟုတ်ပါဘူးအိုင်ဘင်ဟန်သူ့လက်နဲ့လူသားမှုကိုမကျူးလွန်ပေမဲ့သူ့ရဲ့အတွေးခေါ်တွေမှာအကျိုးဆက်တွေရှိပါတယ်တရားမဝင်သောသားနဲ့အစီကံပြည့်တဲ့ဆာရာမာကောယာကာရမာသောမိသားစုရဲ့မှောင်မိုက်တဲ့အရေးဖြစ်ပါတယ်လက်လူရှုခံရမှုမကျေနပ်မှုဖြစ်ပြီးဝိညာဉ်ရေးရာဗလနတိဖြစ်နေသူဖြစ်ပါတယ်ကာရမာသောညီကိုရဲ့ထူးခြားဆန်းကျယ်တဲ့အရာကဒေါက်တာယောစကီယာယုံကြည်ခြင်းတန်တရားနှစ်မျိုးလုံးကိုအတွင်းပိုင်းကနေနားလည်တာပါသူဟာယုံကြည်ချက်အတွက်အားနည်းတဲ့ပြိုင်ပွဲတွေကိုမဖန်တီးပါဘူးအိုင်ဘင်ရဲ့ညှင်းကုန်ချက်တွေကခိုင်မာပြီးစာပေမှာအခိုင်အမာဆုံးဖြစ်နိုင်ပါတယ်ဒါပေမဲ့အရှူဂျာရဲ့အဖြေကအားနည်းချက်မဟုတ်ပါဘူးသူရဲ့ကွဲပြားခြားနားသောခွန်အားတစ်မျိုးဖြစ်ပါတယ်အရှူဂျာကယုတ်တိပေတဲ့ပြက်ကွက်တဲ့အခါချစ်ရင်မာနတရားလက်စားချစ်ရင်တောင်းဆိုတဲ့အခါခွင့်လွှတ်ရင်လူသားမျိုးနွယ်ပေါ်ထိုရာတို့ရဲ့အဆိုးအဝါဆုံးမျက်နှာကိုမြင်တွေ့ပြီးနောက်ပင်ယုံကြည်ခြင်းကိုထိန်းသိမ်းရန်ခွန်အားရှိခြင်းဖြစ်ပါတယ်ဒီဝိတုဟာဘဝကိုရိုးရှင်းအောင်မလိုသောကြောင့်အစွမ်းထက်နေစေဖြစ်ပါတယ်မိသားစုများသည်ကျွန်တော်တို့ကိုနှချိုင်းစွာဒဏ်ရာရစေနိုင်ပါတယ်ဉာဏ်သွေးသည်မာနဖြစ်လာနိုင်တယ်ဆန္ဒသည်ဖြည့်ဆည်းခြင်းဖြစ်လာနိုင်တယ်ဆင်းရဲဒုက္ခသည်နှလုံးသားကိုမာကျောစေနိုင်တယ်သို့မဟုတ်ပွင့်လင်းစေနိုင်တယ်ဒီကိုသူသိသည်ဒေါက်တာယောစကီရဲ့ကဘာသည်မှောင်မိုက်တော်လဲဘယ်သောအခါမှဗလနတိမဖြစ်ပါအမောင်ဆုံးနေရာများတွင်သူသည်ကျေးဇူးတော်ကို
ရှာဖွေနေစေဖြစ်သည်နောက်ဆုံးတွင်ဗရာဒကာရမဇောသည်လူသားဖြစ်ခြင်း၏အဓိပ္ပာယ်ကိုဖော်ပြသောဝတ္ထုတစ်ခုဖြစ်သည်ဘုရားသခင်မပါဘဲကျွန်တော်တို့အသက်ရှင်နိုင်မလားလွတ်လပ်မှုသည်ကောင်းကြီးတစ်ခုလားမေတ္တာတရားသည်ရက်ဆက်ကြမ်းကြုတ်မှုကိုကျော်လွှားနိုင်မလားကိုယ်ကျင်တရားပြက်ကွက်ပြီးနောက်ရွေးနှုတ်ခြင်းသည်ဖြစ်နိုင်မလားဟုမိကွန်းထုတ်ထားသည်များဖြင့်ရောပြွန်းထနေပါသည်ဝိညာဉ်ကိုနည်းနည်းဆိုင်မလေ့လာခဲ့သောဝတ္ထုအနေငယ်သာရှိပြီးထိုကဲ့သို့သောမီလီယံဆန်သောနူးညံ့မှုဆန်သောရဲစွမ်းတတိဖြင့်ရေးသားခဲ့သည့်ဝတ္ထုကအနေငယ်သာရှိပါတယ်ဒါကြောင့်ဗရာဒကာရမဇောဒေါက်တာယောစကီရဲ့လက်ရများတွေကတခုသာမဟုတ်ပါ၎င်းသည်ကမ္ဘာစာပေအတွက်အထွတ်ထိပ်အောင်မြင်မှုများတွေကတခုဖြစ်သည်၎င်းသည်စာပေသူကိုလွယ်ကူသောငြိမ်းချမ်းမှုကိုမပေးစွမ်းနိုင်ဘူး၎င်းသည်ပုံမကြီးမားသောအရာတစ်ခုကိုပေးစွမ်းသည်ထိုအရာကတော့ဘဝရဲ့အနေဆိုင်သောမိဂုံးများနဲ့ရင်ဆိုင်ခြင်းပင်ဖြစ်တယ်လူတိုင်းတွင်ဒီမီထရီအိုင်ဗင်နှင့်အရှိုရှာတို့ရဲ့တစုံတစ်ခုကို၎င်းတို့ရဲ့အတွင်း၌တည်ဆောင်ထားပါကညီကို၃ယောက်တွင်မြည်သူသည်တင်အားထိရောက်သောစကားပြောသည်ဟုထင်မှန်သည်မိတ်ဆွေဒါတွေကတော့ကာရမဇောအတွေးခေါ်နဲ့ဆိုင်တဲ့သဒ္ဒနာလက်တွေ့ကြတဲ့အရာတွေကိုတင်ပြခြင်းဖြစ်ပါတယ်ဒေါက်တာယောစကီယာကာရမဇောကို1880ခုနှစ်မှာထုတ်ခဲ့ပြီးသူရဲ့နောက်ဆုံးနဲ့အကြီးမားဆုံးသောလက်ရာဖြစ်ပါတယ်ဘုရားသခင်လွတ်လပ်မှုနဲ့အပြစ်ရှိခြင်းမေတ္တာဒုက္ခနဲ့မကောင်းမှု၏နည်းနည်းမှုကြောင့်သူ၏တသက်တာမိဂုံးအလုံးကိုစူးစီးထားသောစာအုပ်ဖြစ်ပါတယ်စာမျက်နှာတွေပေါ်မှာ၎င်းကပြဿနာရှိသောမိသားစုတစ်ခုလုံးရဲ့ဇာတ်လမ်းကိုပြောပြထားတယ်ကိုကျင်တရားမကောင်းသောဖခင်ဖီတိုပါဘလိုဘစ်ကကာရမဇောနှင့်သူ၏အလွန်ကွဲပြားသောသားသုံးယောက်ဖြစ်တယ်ဒီမီထရီအိုင်ဗင်အရှိုရှာတို့ပဲဖြစ်တယ်။တို့ပေမဲ့အီမီသားသူဒရမာတွေရဲ့အောက်မှာရေးသားခဲ့ဦးသမျှလူဘဝရဲ့အနက်ဆိုင်ဆုံးနဲ့စူးစမ်းလေ့လာမှုတွေမှာတစ်ဆင့်ဖြစ်တယ်။ကာရမဇောညီကိုတဦးစီသည်လူသားဆန်မှုအစွမ်းထက်သောဘက်ချမ်းကိုစီပြုတယ်။ဒီမီထရီစိတ်ထက်သန်မှုရှိသူဖြစ်တယ်။စိတ်လိုက်မှန်ပါလူတတ်သူဖြစ်တယ်။ကာမဂုဏ်အာယုံခံစားသူရှိတယ်။အချမ်းဖက်တတ်သူဖြစ်တယ်။သို့သောနောင်နာတရားရသူနဲ့နေဆိုင်သောခံစားမှုကိုလည်းသူ့မှာရှိပါတယ်။အိုင်မင်းသည်ဉာဏ်ရည်ထက်မြက်သည့်သူတန်တရားရှိသူမာနကြီးသူနှင့်အပြစ်မဲ့သူများ၏ဒုက္ခများကြောင့်နှိမ့်ဆက်ညှဉ်းပန်းခံရသူဖြစ်ပါတယ်။အရှိုးရဆိုတာယုံကြည်ခြင်းမှာလူညံသိမ်မွေပြီးတနာကျင်တန်တတ်သူဝိညာဉ်ရေးရာပွင့်လင်းသူဖြစ်ပါတယ်။ဒါပေမဲ့ဘယ်တော့မှရိုးအားတဲ့သူမဟုတ်ပါဘူး။ဒီညီကိုသုံးယောက်ကတစဉ်ဒေါက်တာယောစကီကလူသားဆိုတာဘယ်တော့မှရိုးရှင်းတဲ့သူမဟုတ်ဘူးဆိုတာပြသခဲ့ပါတယ်။ကျွန်တော်တို့ကကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်စင်စုံတရားရှိရှိစိတ်သက်ခံစားမှုရှိရှိသစ္စာရှိရှိတန်တရားရှိရှိနဲ့တယောက်တည်းဖြစ်နေတာမဟုတ်ပါဘူး။ကျွန်တော်တို့ကဒီအားစုအလုံးစုံတွေ့ရဆင့်မြေပြင်တစ်ခုပါ။မိတ်ဆွေများခင်ဗျာအခုတင်ပြတဲ့ဝေဖန်သားတွေကကျွန်တော်ရဲ့အတွင်းသဘောကိုလက်လန်းမိသမျှရှာဝေထုံးလို့တင်ပြလိုက်ပါတယ်။ကျွန်တော်ရဲ့တင်ပြခြင်းမှာလူဝဲချက်တွေအတန်တွေတန်တာမကောင်းမှုတွေရှိရင်ခွင့်လို့ပါ။ကျွန်တော်ရဲ့တင်ပြချက်လေးကိုအနေငယ်များဖြစ်ဖြစ်နည်းနည်းပါးပါးပဲဖြစ်ဖြစ်သဘောကျတယ်ဆိုရင် like and subscribe လုပ်ပြီးကျွန်တော်ကိုကူညီပေးနိုင်ပါတယ်မိတ်ဆွေများအားလုံးကျမ်းမှချမ်းသာကြပါစေကိုယ်စိတ်နှပြချမ်းမှချမ်းသာကြပါစေ